ရုပ်ရည်လေးနဲ့မှမလိုက်မိန်းမရှိရဲ့ယောက်ျားကိုမှအပိုင်ကျန်တဲ့မိန်းကလေးအားလုံးပဲမင်္ဂလာပါမင်းညူး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါဒီဗီဒီယိုတဲကအမျိုးသမီးကတော့ယောက်ျားဖြစ်သူနဲ့ဝန်တန်းမိန်းကလေးဖောက်ပြန်တာခံခဲ့ရသူတစ်ယောက်ပဲဖြစ်ပါအခုလိုမျိုးအမျိုးသမီးကသွေးနုသားနုနဲ့မို့ပိုပြီးခံစားရမှာအသေးချပါပဲမဆူကတော့အရန်ကိုသဘောကောင်းပြီးမြန်မာမိန်းကလေးတော်တော်များများကိုလည်းသူ့စီလာရင်အလောက်ကောင်းရဖို့အဆင်ပြေဖို့အမြဲကူညီပေးတတ်သူတစ်ယောက်ဖြစ်လို့ပြပရောက်မိန်းကလေးငယ်လေးတွေမတိတလောက်ရှာပြီးအရန်ကိုသဘောကောင်းသူတစ်ယောက်ပဲဖြစ်ပါမဆူကတော့သူ့ရဲ့ကိုယ်ပိုင်အထည်ဆိုင်တစ်ဆိုင်ကိုလည်းဖွင့်ထားခဲ့ပြီးအထည်ဆိုင်မှာကူဖို့ဝန်ထမ်းမိန်းကလေးတွေလည်းခေါ်ထားပြီးမဆူကကိုဝင်ကြီးနဲ့မို့ဝိုင်းကူဖို့အိမ်မှာညိုညိုဆိုတဲ့မိန်းကလေးကိုခေါ်ထားခဲ့ရပါမဆူကတော့အလုပ်သမားကိုလည်းကို့တငယ်ချင်းကိုညမတယောက်လိုဆက်ဆံပြီးခေါ်ထားခဲ့ပါဒီလိုနဲ့လာအနေငယ်အကြမှာတော့မဆူကိုဝင်ရင့်လာတဲ့အမျှသူတို့နှစ်ယောက်ကတော့ကွဲရမှာဖောက်ပြန်လာကြတာပါဒီလိုနဲ့မဆူကလေးမွေးပြီးရက်ပိုင်းအရောက်မှာတော့ခင်မွန်ဖြစ်သူနဲ့အိမ်ပေါ်ရဲ့နေထိုင်ပုံကိုမယုံလို့ချောင်းကျိန်မှာပဲ3 ခါတီတီကိုပတ်ပင်းတိုးမိခဲ့ရပါဒါပေမဲ့လည်းမဆူကတော့သူတို့ကိုအရှိမဖြစ်ချင်လို့မိန်းကလေးကိုလည်းပြောစရာရှိရာပြောပြီးခင်မွန်နဲ့အဆက်အသွယ်ဖြတ်ခိုင်းကလေရင်လက်မှတ်ဝယ်ပြီးမြန်မာနိုင်ငံကိုချက်ချင်းပြန်ပို့ခဲ့ပြီးယောက်ျားဖြစ်သူကိုလည်းကွာရှင်းခဲ့တာပါအမှန်ဆိုကို့မိန်းမကလေးမွေးခါနီကိုဝင်ကြီးနဲ့ကိုရောင်ဂယုမဆိုင်နိုင်မဲ့ဖောက်ပြန်တဲ့ယောက်ျားနဲ့ကိုအလုပ်ပေးထားတဲ့အလုပ်ရှင်ရဲ့မိသားစုကိုမှဖျက်ဆီးကျင်တဲ့မိန်းမလည်းရှက်တင်ပါမရေကြီးကတော့ကျမမီးတွင်းထဲမှာကလေးကဖောက်ပြန်ကြတဲ့ကျမယောက်ျားမအုပ်ကနဲ့ကျမခန့်ထားတဲ့ဝန်ထမ်းမညိုညိုဆိုပြီးဗီဒီယိုနဲ့တကွချပြလာခဲ့ပြီးတငယ်ချင်းတွေကတော့ဖောက်ပြန်သူကနစ်နာသူလိုဟန်ဆောင်နေလို့သွေးနုသားနုမိန်းမတယောက်မိန်းမချင်းကိုချင်းမစားကိုလူမျိုးအချင်းချင်းသူများနိုင်ငံမှာအဆင်မပြေလို့ကိုအလုပ်ပေးလာစားပေးနေစရာပေးကျွေးမွေးထားတဲ့ကျေးဇူးကိုမှမထောက်အလုပ်ရှင်ရဲ့ယောက်ျားနဲ့မှဖောက်ပြန်နေဘယ်တော့မှမပြောင်းရဘူးတသက်လောအငယ်နောက်ဘဝနေသွားရမှာနင်ကိုယ်တိုင်သွေးနုသားနုနေရာရောက်မှခံစားရမှာကျေးဇူးမတိတတ်ရင်တော့ကျေးဇူးမကမ်းရဘူးကြောင်ကရင်းပြက်အကောင်နဲ့ဇရက်တောင်ပြန်ကျုံမတန်ရပေးပေါ့ဖောက်ပြန်တာမိသွားလို့ဘာမှမလုပ်ချင်လို့လက်မှတ်ဝဲပေးပြီးငါတငယ်ချင်းမြန်မာပြည်ပြန်ပို့လိုက်တာကိုမရင်ငယ်ကမြန်မာပြည်ပြန်ရောက်သွားတော့စောင်းကြပြီးငါတငယ်ချင်းစီကနေပိုက်ကြီးသွားပါတယ်ဆိုပြီးငွေညှစ်နေသေးရဲ့အော်အတော်ကြောက်စရာကောင်းလာတာပဲရုပ်ချောတလောက်အကျင့်ရုပ်ပြတဲ့မိန်းမပဲတနာလို့ပြန်ပို့ပေးတာကိုတော့ကိုဝင်စရိတ်ပြန်လို့ကျင်သေးရလားမရကြီးခွင့်ပြုခြင်းနဲ့နင်တို့ဖောက်ပြန်ခဲ့ကြရလားဆိုပြီးပြောလာတာပဲဖြစ်ပါအခုလိုရုပ်ရည်လေးလှတလောက်သူများမိသားစုကိုမှဖျက်ဆီးခြင်းနဲ့မိန်းကလေးအစားမိဘတွေသာဒီဗီဒီယိုကိုမြင်ဘလောက်တောင်ရှက်လိုက်ကြမလဲမတွေးရဲစရာပါပဲနော်အခုလိုကိုအလုပ်ပေးထားတဲ့အလုပ်ရှင်ရဲ့ယောက်ျားကိုမှအပိုင်ကျန်ပြီးမိသားစုပြိုကွဲအောင်လုပ်ခဲ့တဲ့မိန်းကလေးအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်လူရီရဲ့အသက်ကိုကယ်တင်ရင်ကိုယ်တိုင်အသက်ပေးလိုက်ရတဲ့အသက်14နှစ်အရွယ်ပရဟိတလူငယ်လေးအားလုံးပဲမင်္ဂလာပါမင်းညူး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါမြန်မာနိုင်ငံတဝန်းလုံးမှာတော့ကျန်းမာရေးအခြေအနေကြောင့်ဘေးအမျိုးမျိုးကြောင့်ပရဟိတသမားတွေမရှိမဖြစ်လိုအပ်ပြီးနေရာအနှံ့အပြားမှာလည်းလူတော်တော်များများရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုဆုံးရှုံးစေခဲ့ပါရုတ်တရက်ဖြစ်ပွားလာတဲ့အခြေအနေတွေကြောင့်ကယ်ဆယ်ရေးတွေကိုဒေသခံလူငယ်တွေကပဲကိုယ်တိုင်ဦးဆောင်လှုပ်ဆောင်ခဲ့ရပြီးတော့တချို့ဒေသတွေမှာဆိုရင်ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာကိုယ့်အသက်ကိုယ်တိုင်ပဓာနမထားပဲကယ်ဆယ်ရေးတွေလုပ်နေခဲ့ရတာပါအသက်ဘေးကိုမငဲ့ပဲအခုလိုလှုပ်ဆောင်နေရတဲ့လူငယ်တွေဟာအမှန်တော့အကျိုးတစုံတရာကိုမျှော်လင့်ပြီးလှုပ်ဆောင်ကြတာတော့မဟုတ်ပါဘူးအခုတခါမှလည်းပရဟိတလူငယ်လေးတယောက်ပုံနာကျွတ်မှာလူနာသွားတဲ့ရင်ပရဟိတရေတစည်းကိုဒရုန်းထိမှန်ကအသက်14နှစ်အရွယ်လူငယ်ပရဟိတသမားမောင်ထီအောင်ဟိန်ခကိုလက်ကိုထိမှန်သွားခဲ့ပါငယ်ရွယ်တဲ့ပရဟိတကျဲပွင့်လေးတစ်ပွင့်ကျွေလွင့်သွားခဲ့ရပါဖြစ်စဉ်ကတော့အောက်တိုဘာလ26ရက်နေ့ညနေ3နာရီခန့်အချိန်ကပုံနာကျွန်းမြို့နယ်ကွန်းတောင်ရွာမှာကျမ်းမာရေးမကောင်းမွန်တဲ့လူနာတဦးရှိနေရကြောင်းပုံနာကျွန်းမြို့အခြေစိုက်ဖြူစင်ရင်ခွင့်ဖောင်ဒေးရှင်းအဖွဲ့ကပရဟိတကားနဲ့တွားရောက်တည်ဆောင်ကြောင်းသိရပြီးအဆိုပါပရဟိတကားမှာတော့အသက်14နှစ်အရွယ်လူငယ်ပရဟိတသမားလေးမောင်ထီအောင်ဟိန်နဲ့ဆရာဖြစ်သူတို့အတူလိုက်ပါသွားခဲ့ကြောင်းသိရပြီးထို့သို့လိုက်ပါသွားစဉ်လမ်းပေါ်မှာပဲမထင်မှတ်ပဲကန်ဆိုးမှုနဲ့ကြုံခဲ့ရပြီးအသက်ပေးလိုက်ရတာပါပရဟိတလူငယ်လေးကတော့သူ့ရဲ့ဝါသနာကြောင့်လူတွေကိုကူညီကယ်ဆယ်တဲ့အလုပ်ကိုလုပ်နေရဖြစ်ပြီးတော့လူတွေကိုကယ်ဆယ်နေရရင်ကိုကျင်းနေတဲ့ကလေးလေးတယောက်ပဲဖြစ်ပါဒါပေမဲ့လေဒီတစ်ခါသွားခဲ့မဲ့ခရီးကသူ့အတွက်နောက်ဆုံးဖြစ်နေမယ်ဆိုတာကိုတော့မသိခဲ့ရှာပါဘူးဒါလေးကတော့အသက်14နှစ်အရွယ်သားရှိသေးပြီးလူတွေကိုကူညီတဲ့စိတ်ထားလေးကတော့ဘယ်သူနဲ့မှမတူအောင်ရှာပါလွန်ပါတယ်အခုလဲလူနာကိုသွားကယ်ဆယ်ပြီးမယ်ကယ်ဆယ်ခွင့်မရခဲ့ပဲလမ်းမှာအဖြစ်ဆုံးနဲ့ကြုံခဲ့ရတာပဲဖြစ်ပါတယ်မိသားစုတွေရောဘလောက်တောင်ကြေကွဲရမလဲဆိုတာအားလုံးလည်းခံစားသိမြင်နိုင်ကြမယ်ထင်ပါတယ်အခုလိုငငယ်ရွယ်ရွယ်နဲ့ကျွေလင့်သွားခဲ့ရတာကြောင့်တားငယ်လေးအတွက်မိသားစုနဲ့ထပ်တူအထူးစိတ်မကောင်းဖြစ်ရပါတယ်နောက်ဘဝတွေမှာလည်း
အသက်ရာကျော်နေထိုင်ပြီးကျန်းကျန်းမာမာနဲ့လူတွေကိုကူညီနိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။အခုလိုပရာဟိတစိတ်တဲ့အပြည့်ရှိတဲ့လူငယ်လေးတယောက်ဆုံးရှုံးလိုက်ရလို့အရန်ကိုစိတ်မကောင်းဖြစ်ရပါတယ်။တားငယ်လေးလည်းကောင်းရမွန်ရရောက်ပါစေ။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ရုံးရည်လေးနဲ့မှမလိုက်မိန်းမရှိရဲ့ယောက်ျားကိုမှအပိုင်ကျန်တဲ့မိန်းကလေးအားလုံးမင်္ဂလာပါမင်းညူး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုတဲကအမျိုးသမီးကတော့ယောက်ျားဖြစ်သူနဲ့ဝန်တန်းမိန်းကလေးဖောက်ပြန်တာခံခဲ့ရသူတယောက်ပဲဖြစ်ပါတယ်အခုလိုမျိုးအမျိုးသမီးကသွေးနုသားနုနဲ့မို့ပို့ပြီးခံစားရမှာအသေးချပါပဲမဆူကတော့အရန်ကိုသဘောကောင်းပြီးမြန်မာမိန်းကလေးတော်တော်များများကိုလည်းသူ့စီလာရင်အလောက်ကောင်းရဖို့အဆင်ပြေဖို့အမြဲကူညီပေးတတ်သူတယောက်ဖြစ်လို့ပြပရောက်မိန်းကလေးငယ်လေးတွေမသိသလောက်ရှာပြီးအရန်ကိုသဘောကောင်းသူတယောက်ပဲဖြစ်ပါတယ်မဆူကတော့သူ့ရဲ့ကိုယ်ပိုင်အထည်ဆိုင်တစ်ဆိုင်ကိုလည်းဖွင့်ထားခဲ့ပြီးအထည်ဆိုင်မှာကူဖို့ဝန်ထမ်းမိန်းကလေးတွေလည်းခေါ်ထားပြီးမဆူကကိုဝင်ကြီးနဲ့မို့ဝိုင်းကူဖို့အိမ်မှာညိုညိုဆိုတဲ့မိန်းကလေးကိုခေါ်ထားခဲ့ရပါမဆူကတော့အလုပ်သမားကိုလည်းကို့တငယ်ချင်းကိုညမတယောက်လိုဆက်ဆံပြီးခေါ်ထားခဲ့ပါတယ်ဒီလိုနဲ့လာအနေငယ်အကြမှာတော့မဆူကိုဝင်ရင့်လာတဲ့အမျှသူတို့နှစ်ယောက်ကတော့ကွယ်ရမှာဖောက်ပြန်လာကြတာပါဒီလိုနဲ့မဆူကလေးမွေးပြီးရက်ပိုင်းအရောက်မှာတော့ခင်မွန်ဖြစ်သူနဲ့အိမ်ပေါ်ရဲ့နေထိုင်ပုံကိုမယုံလို့ချောင်းကျိန်မှာပဲ3 ခါတီတီကိုပတ်ပင်းတိုးမိခဲ့ရပါဒါပေမဲ့လည်းမဆူကတော့သူတို့ကိုအရှိမဖြစ်ချင်လို့မိန်းကလေးကိုလည်းပြောစရာရှိရာပြောပြီးခင်မွန်နဲ့အဆက်အသွယ်ဖြတ်ခိုင်းကလေရင်လက်မှတ်ဝယ်ပြီးမြန်မာနိုင်ငံကိုချက်ချင်းပြန်ပို့ခဲ့ပြီးယောက်ျားဖြစ်သူကိုလည်းကွာရှင်းခဲ့တာပါအမှန်ဆိုကို့မိန်းမကလေးမွေးခါနီကိုဝင်ကြီးနဲ့ကိုရောင်ဂယုမဆိုင်နိုင်မဲ့ဖောက်ပြန်တဲ့ယောက်ျားနဲ့ကိုအလုပ်ပေးထားတဲ့အလုပ်ရှင်ရဲ့မိသားစုကိုမှဖျက်ဆီးကျင်တဲ့မိန်းမလည်းရှက်တင်ပါ၏မရေကြီးကတော့ကျမမီးတွင်းထဲမှာကလေးကဖောက်ပြန်ကြတဲ့ကျမယောက်ျားမအုပ်ကနဲ့ကျမခန့်ထားတဲ့ဝန်ထမ်းမညိုညိုဆိုပြီးဗီဒီယိုနဲ့တကွချပြလာခဲ့ပြီးတငယ်ချင်းတွေကတော့ဖောက်ပြန်သူကနစ်နာသူလိုဟန်ဆောင်နေလို့သွေးနုသားနုမိန်းမတယောက်မိန်းမချင်းကိုချင်းမစားကိုလူမျိုးအချင်းချင်းသူများနိုင်ငံမှာအဆင်မပြေလို့ကိုအလုပ်ပေးလာစားပေးနေစရာပေးကျွေးမွေးထားတဲ့ကျေးဇူးကိုမှမထောက်အလုံးရှင်ရဲ့ယောက်ျားနဲ့မှဖောက်ပြန်နေဘယ်တော့မှမပြောင်းရဘူးတသက်လောအငယ်နာဘဝနေသွားရမှာနင်ကိုယ်တိုင်သွေးနုသားနုနေရာရောက်မှခံစားရမှာကျေးဇူးမတိတတ်ရင်တော့ကျေးဇူးမကန်ရဘူးကြောင်ကရင်ပြက်အကောင်နဲ့ဇရက်တောင်ပြန်ကျုံမတန်ရပေးပေါ့ဖောက်ပြန်တာမိသွားလို့ဘာမှမလုပ်ချင်လို့လက်မှတ်ဝဲပေးပြီးငါတငယ်ချင်းမြန်မာပြည်ပြန်ပို့လိုက်တာကိုမရင်ငယ်ကမြန်မာပြည်ပြန်ရောက်သွားတော့စောင်းကြပြီးငါတငယ်ချင်းစီကနေပိုက်ကြီးသွားပါတယ်ဆိုပြီးငွေညှစ်နေသေးရဲ့အော်အတော်ကြောက်စရာကောင်းလာတာပဲရုပ်ချောတလောက်အကျင့်ရုပ်ပြတဲ့မိန်းမပဲတနာလို့ပြန်ပို့ပေးတာကိုတော့ကိုဝင်စရိတ်ပြန်လို့ကျင်သေးရလားမရကြီးခွင့်ပြုခြင်းနဲ့နင်တို့ဖောက်ပြန်ခဲ့ကြရလားဆိုပြီးပြောလာတာပဲဖြစ်ပါ යි အခုလိုရုပ်ရည်လေးလှတလောက်သူများမိသားစုကိုမှဖျက်ဆီးခြင်းနဲ့မိန်းကလေးအစားမိဘတွေသာဒီဗီဒီယိုကိုမြင်ဘလောက်တောင်ရှက်လိုက်ကြမလဲမတွေးရဲကြပါပဲနော်အခုလိုကိုအလုပ်ပေးထားတဲ့အလုပ်ရှင်ရဲ့ယောက်ျားကိုမှအပိုင်ကျန်ပြီးမိသားစုပြိုကွဲအောင်လုပ်ခဲ့တဲ့မိန်းကလေးအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်